အားလုံးပဲမင်္ဂလာပါဒီမနေ့ခင်းမှာကျွန်တော်နှုတ်ကပတ်သမာတရားနဲ့ကျမ်းစာဆိုတဲ့အရာကိုကျွန်တော်ဝင်ငှချင်တယ်နှုတ်ကပတ်သမာတရားဟာဆိုလို့ရှိရင်ဝိညာဉ်တော်ဖျားဖွင့်ပြမှကျွန်တော်တို့ရရှိနိုင်တဲ့အရာဖြစ်တယ်ကြောင့်လူလောကမှာကျွန်တော်တို့ကနေနေထိုင်တဲ့အခါမှာလူအတွေ့အကြုံနဲ့ပတ်သက်တဲ့ခန္ဓာကိုယ်အတွေ့အကြုံနဲ့ပတ်သက်တဲ့အစာကိုလည်းကျွန်တော်တို့နေ့တိုင်းစားပေးရတယ်အစာမစားဘဲနေအာဟာရပြတ်မယ်အားရမရှိဘူးအလုပ်မလုပ်နိုင်ဘူးနောက်ဆုံးအဖျားယောဂတွေဝင်လာမယ်အဲ့လိုပဲဝိညာဉ်ရေးလောကမှာလည်းအတွင်းလူမှာအစာအာဟာရပြတ်သွားပြီဆိုအတွင်းလူကလည်းအင်အားချိုးနေပြီမှာဘာမှအလုပ်မလုပ်နိုင်ဘူးဆိုရင်ဝိညာဉ်နာဖြစ်သွားမှာဝိညာဉ်အနာဖြစ်သွားရင်နာတာရှင်ယောဂဝင်သွားရင်သူကအလုပ်မလုပ်နိုင်တော့ရင်အလုပ်ပေးလို့မရအောင်အလုပ်ပေးလို့မရတဲ့လူကိုဖျားလိုက်ခင်ဘုံတော်ထင်ရှားခြင်းမရှိဘူးဒါကြောင့်အောင်မြင်ခြင်းကြီးပွားခြင်းချမ်းသာခြင်းတိုးတက်ခြင်းကျွဲဝခြင်းဆိုတာကဝိညာဉ်ရေးမှာကျမ်းမာရေးကောင်းတဲ့လူမှရရှိနိုင်တယ်ဝိညာဉ်လူနာကိုဘယ်သူမှအလုပ်မပေးဘူးဒါကြောင့်ခန္ဓာကိုယ်မှာလည်းပိန်ချုံပြီးမှဘာမှအလုပ်မလုပ်နိုင်တဲ့လူနော်ပိန်ချုံ6ကတ်နေတဲ့လူဘယ်သူကလုပ်ငန်းကြီးကင်ရက်ကိုပေးမှာသူကျမ်းမာရေးအောင်မကောင်းဘူးဒါကြောင့်အဲ့လိုပဲတင်နဲ့ကျွန်တော်ဟာလူလောကနေထိုင်တဲ့အခါခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစားအစာကိုမြည်ဝေးသုံးဆောင်ရတယ်လို့အတွင်းမှာရှိတဲ့ဝိညာဉ်ရဲ့ခွန်အားကြီးထွားကြံ့ခိုင်မှုရရှိမှုကိုလည်းဝိညာဉ်အစာစားပေးရတယ်။ညဝိညာဉ်အစာဆိုတာကနှုတ်ကပတ်တော်တရားကိုပြောခြင်းဖြစ်တယ်။ခန္ဓာကိုယ်ရဲ့အစာစားသမင်းတွေအာဟာရဖြစ်တဲ့အစာစားဖြစ်တယ်။ဝိညာဉ်ရဲ့အစာစားဘုရားသခင်စီကနေလာတဲ့နှုတ်ကပတ်တော်တရားဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာကျွန်တော်နှုတ်ကပတ်တော်တရားနဲ့ကျမ်းစာနဲ့နည်းနည်းတော့ကျွန်တော်ဝင်ခံခြင်းနဲ့ပြောပြခြင်းနဲ့ဝင်ငှခြင်းနဲ့နှုတ်ကပတ်တော်တရားဆိုတာတော့အခြေခံကြကြအားဖြင့်တော့ကျမ်းစာဖတ်ခြင်းအပြင်ရရှိနိုင်ပါတယ်။အခြေခံကြကြပါတော့။ဒါပေမဲ့တခြားသောနီလန်အဖြစ်နဲ့သိရှိနိုင်တဲ့အရင်သိရှိနိုင်တဲ့နီလန်တွေအများကြီးရှိပါတယ်။ဘုရားသခင်သူ့သားမှန်တဲ့လူကိုနှုတ်ကပတ်တော်မျိုးစုံရှုထောင့်မျိုးစုံနီလန်မျိုးစုံအဖြစ်ဖွင့်ပြတယ်ပြောပြတယ်။ဒါပေမဲ့အခြေခံကြကြတော့သင်ကဓမ္မကျမ်းစာဖတ်ခြင်းအဖြစ်ရရှိနိုင်တယ်။အဲ့လိုဖတ်ခြင်းအဖြစ်ရရှိနိုင်တဲ့အခါမှာဝိညာဉ်တော်ဘုရားရဲ့ကုညီလမ်းပြမှုပို့ဆောင်မှုရိုင်းပေးမှုတို့ထိမှုကလိုအပ်တယ်ကြောင့်ဝိညာဉ်ဘုရားတို့ထိလိုက်တဲ့အခါမှာတင်ဖတ်ဖို့နေကြကျမ်းစာတစ်ပိုက်ဖြစ်တယ်ဒါပေမဲ့ဝိညာဉ်ဘုရားတို့ထိလိုက်တဲ့အခါမှာအဲ့ကျမ်းစာတစ်ပိုက်တင်ပေါ်တဲ့တတ်တာပြောင်းလဲပြီးမှထူးခြားတဲ့တကိုးတွေပြုပြင်ခြင်းတွေတင်သက်သက်ဖြစ်ပေါ်လာတယ်ဒါကနှုတ်ဘတ်တော်တမန်တရားလို့ခေါ်တယ်တမန်တရားနှုတ်ဘတ်တော်နဲ့ကျမ်းစာအင်မတန်ကွာခြားတယ်မုန်းနဲ့မြင်ကွာခြားတယ်ကျမ်းစာဆိုတာကအကြောင်းအရာတွေကိုအဖြစ်အပျက်တွေကိုရေးတင်ထားတဲ့အခါမှတ်တမ်းတင်ထားတဲ့အရာကိုကျမ်းစာလို့ခေါ်တယ်ဖတ်နိုင်တယ်ကျောင်းတက်ဖို့တဲ့လူဖတ်နိုင်တယ်စာဖတ်တဲ့လူဖတ်နိုင်တယ်ဉာဏ်ကောင်းတဲ့လူဖတ်နိုင်တယ်အုံနောက်ဖောက်သွားခြင်းမရှိတဲ့လူတွေဖတ်နိုင်တယ်ဒါသိနိုင်တယ်ကျမ်းစာသိတာနဲ့နှုတ်ဘတ်တော်ရရှိတာမတူပါဘူးကျမ်းစာသိတာကျတော့ကိုကကျွမ်းချင်းသိချင်တယ်ဆိုရင်ကျမ်းစာတော့တွတ်တက်လိုက်ကျွမ်းသိချင်တယ်ဆိုရင်10မို့တော့လေ့လာလိုက်နေ့ညမပြတ်လေ့လာတိုက်ဖတ်ရှုလိုက်ဒါသိနိုင်တယ်ဒါပေမဲ့ကျမ်းစာသိတာကနှုတ်ဘတ်တော်ရတာမဟုတ်ပါဘူးကြောင့်နှုတ်ဘတ်တော်ဆိုတာဘုရားသခင်ရဲ့အသက်ရှင်တဲ့စကားဖြစ်တယ်အသက်ရှင်တဲ့တာဝန်ယူခြင်းလက်တွေ့လှုပ်ဆောင်ခြင်းရှိတဲ့အသက်ပါတဲ့စကားဖြစ်တယ်ကျမ်းစာဆိုတာကရေးထားတဲ့စကားလုံးအသေးနဲ့ရေးထားတဲ့အဖြစ်ပြက်အကြောင်းအရာတွေကိုရေးပြီးမှသိရှိနားလည်ဖို့အတွက်ပိတ်ထားဖြစ်တယ်ကြောင့်အခြေခံကြတော့ကျမ်းစာဖတ်ခြင်းအပြင်နှုတ်ကရရှိနိုင်ပါတယ်ဒါပေမဲ့ကျမ်းစာဖတ်တိုင်းနှုတ်ကတော့ဘာလို့မရတယ်လဲဆိုတော့တင်ကနှုတ်ကတော့ကိုဖွင့်ပြမဲ့ဝိညာဉ်တော်ဖျားဦးမှာတင်မယုံကြည်တာမခေါ်ဖိတ်ဘူးအနဲ့အတိတ်ပဲဖွင့်ပြဖို့အတွက်စာငတ်ဆိုတာနဲ့သူ့ကိုခေါ်ဖိတ်လက်ခံခြင်းမရှိဘူးသူ့ကိုကောင်းဆောင်မထားဘူးဆိုတဲ့အခါမှာတင်ကတင့်ညံနဲ့တင်ဖတ်တဲ့အခါမှာနှုတ်ကတော့မရဘူးကျမ်းစာပဲတည်တယ်ဒါကြောင့်နှုတ်ကတော့မရတဲ့အတွက်ကြောင့်တင့်ဘဝတက်တာမှာနှုတ်ကတော်ရဲ့အရှင်နှုတ်ကတော်ရဲ့ပြုပြင်ပြောင်းလဲခြင်းတင့်ဘဝတက်တာမဖြစ်လာဘူးကျမ်းစာတော့တည်လာတယ်ကျမ်းစာတည်လာတဲ့အကျိုးရလကပါတယ်တင်ကျမ်းတက်ဖို့ကိုဖြစ်သွားတယ်အသင်းတော်မှာနေရာရလာတယ်လေထွားတဲ့လူဖြစ်တာလေလေလုံးထွားတဲ့လူဖြစ်လာတယ်ဒါဆိုတင်ကျမ်းစာရန်တည်လာတယ်ဒါပေမဲ့နှုတ်ကတော်မရတဲ့အခါမှာတင်ဘဝတက်တာမှာယုံကြည်မှုအားဖြင့်ပြောင်းလဲခြင်းဘုံတော်ထင်ရှားခြင်းနမိတ်တလာဖြစ်ခြင်းအော့ဘွယ်တကူနမိတ်လက္ခဏာခံစားခြင်းဆိုတာတင့်ဘဝတတ်တာမရှိဘူးကျမ်းစာမှာကယုံကြည်ခြင်းဆိုတာမရှိဘူးကျမ်းစာမှာကအော့ဘွယ်ကျေးဇူးလို့ဆိုတာမရှိဘူးကျမ်းစာမှာကပြောင်းလဲခြင်းနမိတ်လက္ခဏာဆိုတာမရှိဘူးနှုတ်ကတော်မှာကအားလုံးရှိတယ်ဘာလို့နှုတ်ကတော်ကစကားလုံးဖြစ်တယ်စကားလုံးဆိုတာဘာလို့ဆိုလူရှင်လာစကလုံးဘုရားသခင်ဆရာလာစကားဖြစ်တယ်အတစ်တော့စကားဖြစ်တယ်ကျမ်းစာဆိုတာကရေးထားတဲ့အကြောင်းအရာကဟိုလွန်ခဲ့တဲ့နှစ်ပေါင်း3000ခရရတဲ့ဒီစကလုံးပဲဒီအကြောင်းအရာပဲအခုလေဒီအကြောင်းအရာနောက်လာမယ့်အချိန်ထိကဘာမပြည့်မဲ့အချိန်ထိမလဲကျမ်းစာရေးထားတဲ့အကြောင်းအရာကတူနေအောင်ပါပဲဒါပေမဲ့နှုတ်ကတော်ကမတူဘူးနှုတ်ကတော်ကဒီနေ့ပြောတဲ့နှုတ်ကတော်ကမနေ့ပြန်ပြောတဲ့နှုတ်ကတော်မတူဘူးအဲ့ဆိုမတူတဲ့နှုတ်ကတော်အတစ်ကိုစကလုံးအတစ်ကိုဘယ်လိုယူဆောင်လာလို့ဘုရားသခင်ရဲ့ဝိညာဉ်တော်တည်ပြီးတော့တက်ရှင်ဝိညာဉ်တော်ယူဆောင်လာတယ်ပြောအိမ်မှာလည်းဖခင်ကသားတယောက်ကိုသူ့သားကိုနေ့တိုင်းစကားတစ်ခုမှနေ့တိုင်းပြောတာမပြောဘူးဒီနေ့နဲ့ပတ်သက်တဲ့စကားကိုဒီနေ့ပြောမယ်မနေ့ပြန်နဲ့ပတ်သက်တဲ့စကားကိုမနေ့ပြန်ပြောမယ်
အားလုံးကသူ့သားကိုဖခင်ရဲ့အစီအစဉ်ကနေ့တိုင်းမတူဘူးပဲအိမ်တိုင်မှာနေ့တိုင်းဟင်းတစ်မျိုးပဲစားနေတာမစားဘူးပဲအမြဲတမ်းပြောင်းလဲစားတော့နေတာချက်ပြုတ်စားတော့အဲ့လိုပဲဖခင်ကသားကိုပုံစံတစ်မျိုးနဲ့မဆက်ဆံဘူးပဲနေ့တိုင်းသူ့မှာရှိတဲ့ချစ်ချင်းမေတ္တာအလျောက်ဖခင်ကမိသားကိုချစ်ချင်းမေတ္တာပြတယ်အဲ့တိုင်းပဲနှုတ်ကတော်ဆိုတော့အမြဲတမ်းအစ်ဖြစ်နေတယ်ကျမ်းစာဆိုတော့ကအမြဲတမ်းပုံတည်ပဲကျွန်တော်ဒါဝိရဲ့အသက်တာကိုကျမ်းစာထဲမှာဖတ်ရင်ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း2000တုန်းကလည်းအဲ့တိုင်းပဲအခုလည်းဒီတိုင်းပဲနောက်လာမယ့်အချိန်မှာဖတ်ရင်ဒီတိုင်းပဲဖြစ်နေအောင်ကျွန်တော်နှုတ်ကတော်နဲ့ဓမ္မကျမ်းစာဟာကွာခြားမှုဟာမိုးနေနေရှိတယ်ဒါယုံကြည်သူများများခရိယန်တွေကကျမ်းစာကိုပဲလေ့လာကြတယ်ကျမ်းစာကိုပဲတိကျွမ်းကြတယ်ကျမ်းစာကိုပဲကြောင်းလေ့လာဖတ်ရှုနှလုံးသွင်းကျမ်းစာကြောင်းတက်ပြီးမှအတင်းတော်မှာနေရာယူချင်ကြတယ်ဒါကမဟာအမားဖြစ်တယ်တင်ကကျွမ်းချင်းတိရှိရမှာကပါလေနှုတ်ကဓမ္မကျမ်းစာကနှုတ်ကဓမ္မတရားကလွဲရင်တခြားနေရာတခြားအရာတင့်နှလုံးသားထဲမှာနေရာယူဦးစားပေးမိပြီဆိုရင်ဒါမှားပြီပဲတင့်နှလုံးသားမှာနေရာပေးပြီးမှဦးစားပေးပြီးမှအပြည့်ထားရမှာကကျမ်းစာမဟုတ်နှုတ်ကဓမ္မတရားဖြစ်တယ်ကျမ်းစာတော့သိရပါတယ်ကျမ်းစာသိတာအပြည့်မရှိပါဘူးမသိတာနဲ့ဆိုင်သိတာကောင်းပါတယ်ကျမ်းစာဖတ်ခြင်းဟာနှုတ်ကတော့ရရှိခြင်းနဲ့နှလုံးသားရည်ရွယ်ချက်နဲ့စာမှတ်မှုနဲ့ဖတ်ရင်တော့ကောင်းပါတယ်ကျမ်းစာကိုဖတ်တဲ့အခါမှာနှုတ်ကတော်ဖျားနှုတ်ကတော်တီးဟူသောစကလုံးကိုအ내အတိတ်ကိုဖွင့်ပြဖို့အတွက်တန်ရှင်တော်ဝိညာဉ်ဖျားရဲ့ကုညီဆောင်မှခြင်းဖိမခြင်းရိုင်းပင်းခြင်းတို့အပ်တယ်ကျွန်တော်ဝိညာဉ်တော်ဖျားဖွင့်ပြတဲ့အခါမှာအဲ့ကျမ်းစာတစ်ပိုက်စကလုံးတစ်ပိုက်ရဲ့အတိတ်ပင်ကိုသင်သိရှိနားလည်ခံစားသွားမယ်အဲ့ဒီရဲ့ပြောင်းလဲခြင်းဟာဝိညာဉ်တော်ဖျားအဖြစ်ဖွင့်ပြခြင်းနှုတ်ကသမတရားဖြစ်သွားတယ်အဲ့နှုတ်ကသမတရားဖြစ်သွားတဲ့အခါမှာကျမ်းစာနဲ့နှုတ်ကသမတရားတော့ပြောင်းသွားတယ်ကျွန်တော်အသက်ရှင်တဲ့အရာနဲ့တည်တဲ့အရာကကူးပြောင်းသွားတယ်ဖြစ်တယ်ကျွန်တော်အသက်တည်တဲ့အရာကကျမ်းစာဖြစ်တယ်ကျမ်းစာကအသေးဖြစ်တယ်ဒါပေမဲ့အသေးထဲမှာမြုပ်ထားတာကအသက်ရှင်တဲ့အရာအဲ့ဒီမြုပ်ထားတဲ့အရာကိုအ내အတိတ်ကိုဖွင့်ပြတာကဝိညာဉ်တော်ဖျားတယ်ဝိညာဉ်တော်ဖျားဖွင့်ပြတဲ့အ내အတိတ်ကိုသင်ရမှသင်ကထူးခြားတော့သူဖြစ်တယ်ဆိုကျွန်တော်ပြောချင်တယ်အားလုံးဖျားလေးကိုကြည့်ပါစေ